မြက်ခွက်နေ့လိုအစင်တန်းမျိုးနဲ့ငါ့ကိုချစ်ဖို့ကြိုးစားနေဟာလားစွတ်တောင်းလေစွတ်တောင်းငါနေထားကိုကြည့်လိုက်အောင်ငါ့ကိုရဖို့လေ15နှစ်ကြိုးစားလိုက်အောင်ဟဲ့ဟုတ်ငါတက်ဆုံးလာခေါင်းလိုက်ไอเดียတော့ကောင်းပါတယ်ဟာဒါပေမဲ့ညို့ငါရိုက်ပေးရတယ်ငါစက်သိန်းတော့ထား နင့်ဘာလို့ကြိုးသိမ်းထားရလဲ ဟိုညလည်းစဉ်းစားကြည့်လေကလို့မြက်ကွက်မျိုးညဟိုစဉ်းစားခိုင်းနေဆိုတော့ အော်နေကငါ့ကိုစဉ်းစားချင်သေးရလား ဟောသဘောပြောပြတာပါရော့ငါရိုက်ပေးတာလေးပြန်စစ်ကြည့်အောင်ကောင်းလား ဟေးကောင်းပါနော်မကောင်းပြန်ပြီနော် ဩကြည့်ပါဦးဒီမှာရှယ်ရိုက်ထားပေးတာဟဲ့ ဟိုးမိုက်တာငါတော့တိုးတက်လာ ဟမ်ဘာလို့ပြန်ပြီလဲဟမ်ဒါဘာလို့နေပြန်တာလဲဟဲ့နေရလဲသူရခဲနဲ့ရိုက်ပေးတာပဲဟမ်လား ခေါ်လို့သူခိုင်းလို့ ဘာသူခဲလို့လဲသွားမလုံးနေနေ တော်တော့မယ်နော်တောက်လူလည်းခေါ် အောင်းလေခေါင်းလေခေါင်းလေအေးစိတ်မငါနင့်ကိုပြောတာဘယ်နှခါရှိပြီလဲဒီလောက်တွေကိုမလောက်ပါနဲ့ဆိုတာ မင်းကလည်းတက်တော်လေးပဲရိုက်တဲ့ဟာ အေးအဲ့တစ်တော့ဘာလို့မလို့လဲဟမ်ရိုက်ပြီးတော့ဘာလို့မလို့လဲ ဟိုအဲ့တက်တော်ဆိုတာလေသမီးတို့လိုအနုပညာရပုံတီးလေးတွေအတွက်အနာဂတ်ပြောလို့မရဘူးလေ တနေ့ဒီတက်တော်ကနေပြီးတော့သမီးလဲတရုပ်ဆောင်ကောင်းတရားဖြစ်ချင်းဖြစ်မှာအမေရဲ့ ဟိုဒီငါလုံးလိုက်ရဟမ်နင့်ကိုဒီအလောက်တွေမလုံးနဲ့ပြောတာဘယ်နှခါရှိနေပြီလဲဟမ်အေးစိတ်မ အမေကလည်းဗီဒီယိုလေးပဲရိုက်တာ哦အမေဒီမှာကြည့်သမီးရိုက်တာအရန်ကောင်းတယ်အမေတရုပ်ဆောင်တော့အရန်ကောင်းတာအမေကြည့်ပါဦးအမေရဲ့မကြည့်ဘူး ဟာကောင်းနေ ကောင်းတယ်နော် သိကောင်းတယ် ကောင်းတယ် အဲ့ဒီ idea နဲ့ကောင်းတာငါလုပ်ပြမယ် အမေရောလုပ်တတ်တာလား အမလီလှုပ်တတ်တာပေါ့အမေစကားကိုနားမထောင်တဲ့သမီးကိုပါရိုက်တဲ့ idea အားလုံးမတော့ပဲလူတွေအားလုံးမနေစေအချစ်ချောင်းယူပြီးအချစ်ချောင်းဆွေးရတယ်